7 your baby Infinix ဝယ်မယ်ဆိုလို့ရှိရင်လူတိုင်းကမေးဖို့ထုတ်ပါလိမ့်မယ်ဒီနေ့မှာတော့ Infinix Note 60က10သိန်းကျော်ထဲမှာတကယ်ရောတန်ရလဲဆိုအောင်ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Galaxy Mobile ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် performance ဘိုင်းမှာဆိုလို့ရှိရင်10သိန်းကျော်တန်ပေးရတာဖြစ်တဲ့ကြောင့်မို့လို့ချစ်ဆက်တွေကတော့ gamer တွေအကြိုက်ပဲတကယ်ပြောတာ Dimensity 9400 Ultimate ကကြိုက်လေကြရှင်စရာကောင်းနေရအောင်ဒါပေမဲ့ software ရဲ့တည်ငြိမ်မှုတွေကတခြား brand တွေဖြစ်တဲ့ဒီ Xiaomi Redmi နဲ့ရှင်းလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့စဉ်းစားစရာပဲ display ဘိုင်းမှာဆိုလို့ရှိရင်လည်း 120Hz AMOLED နဲ့သုံးတာဖြစ်တဲ့ကြောင့်မို့လို့သုံးရတာအဆင်ပြေဒါကတော့ဒီဖုန်းဈေးနဲ့ဆိုလို့ရှိရင်တော့ဒါ standard တစ်ခုပဲပြရလို့ရှိရင်ဒီ battery နဲ့ charging ဘိုင်းမှာဆိုလို့ရှိရင်တော့ဒီ Infinix ကထုံးစံအတိုင်းဒီ charging speed မြန်တာတွေဒီ big battery လောက်ထားတာဒီဖုန်းရဲ့အားသာချက်တစ်ခုလို့ပြောလို့ရတယ်တခုပြောစရာရှိရ10သိန်းကျော်ပေးရပြီဆိုတဲ့ဒီ specification တခုတည်းကိုကြည့်လို့မရတော့ဒီဖုန်းရဲ့ကန်ရတဲ့ big quality တွေပြီး camera megapixel တွေပြီး software ရဲ့ update ပေးတဲ့စိတ်ချမှုတွေကိုလည်းလိုအပ်လာပြီ Infinix Note 60က specification ဘိုင်းမှာအားရစရာကောင်းတယ်ဆိုပေမဲ့ဒီတခြား10သိန်းကျော်တဲ့ဖုန်းတွေနဲ့ရှင်လို့ရှိရင်တော့နည်းနည်းတော့ရွေးချယ်ရခက်နေလိမ့်မယ်ဒါပေမဲ့ gaming ဘက်ကိုပဲအသားပေးရသူဆိုလို့ရှိရင်တော့ဒီ10သိန်းကျော်ထဲမှာ Infinix Note 60ကစိုးတော့မစိုးနည်းနည်းစဉ်းစားကြည့်ဗျာ10သိန်းကျော်နဲ့ပေးရပြီဆိုတော့တခြား brand တွေမှာလည်းရွေးချယ်စရာရှိနေမှာပဲဆိုတော့ပြန်စဉ်းစားလို့ရသေးရပေါ့10သိန်းကျော်ရင် Infinix Note 60ဆိုလို့ရှိရင်ရော brother တို့ဝယ်မလားဒါမှမဟုတ်တခြား brand ကိုပဲရွေးပြမလဲဆိုတော့ comment ထဲမှာဆွေးနွေးတော့ကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်